ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေတဲ့ Combat Games for Event ကိုရောက်နေတာပေါ့နော်။ဒီပွဲမှာဆိုရင် ID နဲ့ပတ်သက်တဲ့ brand ပေါင်း200ကျော်လောက်ကိုပါဝင်ပြသပြီးတော့ရောင်းချပေးမဲ့အပြင် gaming PC တွေ laptop တွေနဲ့တခြား touch gadget တွေကိုတနေရာထဲမှာစမ်းသပ်ပြီးဝယ်ယူနိုင်ပါတယ်။အဲ့တော့ဘလို့လူတွေဒီပွဲကိုလာကြည့်တင်နေဆိုလို့ရှိရင် touch နဲ့ပတ်သက်တဲ့ပစ္စည်းတွေ ID နဲ့ပတ်သက်တဲ့ gadget တွေကိုတနေရာထဲမှာကိုယ်တိုင်စမ်းသပ်ပြီးတော့ဝယ်ယူခြင်းတဲ့သူတွေနဲ့တခြား gaming PC အလန်းစားတွေကိုတနေရာထဲမှာကြည့်ရှုခြင်းနေဆိုရင်ဒီပွဲကိုလာခဲ့ဖို့ recommend ပေးပါတယ်ဆိုတော့ Combat Thailand ID Expo ဆိုတာကဒီထိုင်းနိုင်ငံမှာကျင်းပတဲ့ ID ပွဲတွေထဲမှာအကြီးဆုံးပွဲတစ်ခုဖြစ်တယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကများသောအားဖြင့် gaming နဲ့ပတ်သက်တဲ့ PC တွေ laptop တွေ smartphone တွေ graphic card တွေနဲ့အခြား gaming gear တွေပေါ့နော်တနေရာထဲမှာစမ်းသပ်ပြီးကြည့်ရှုလို့ရတယ်နောက်တစ်ချက်က Combat ကိုဘယ်အချိန်မှာကျင်းပလဲဒီပွဲကတစ်နှစ်ကို3ချိန်လောက်ကျင်းပတယ်လို့သိရပါတယ်ဆိုတော့ကျွန်တော်တို့ February ကနေ March လောက်မှာတစ်ချိန်ဇွန်ကနေ July လောက်မှာတစ်ချိန်ကျင်းပတာဖြစ်ပြီးတော့ November ကနေ December လောက်မှာကျင်းပတယ်လို့သိရပါတယ်ကျွန်တော်တို့ကများသောအားဖြင့်ဒီထိုင်းနိုင်ငံဘန်ကောက်ကိုလဲလာမယ်ဆိုလို့ရှိရင် any product တွေကိုဝယ်ချင်တယ်ကြည့်ချင်တယ်ဆိုလို့ရှိရင်ကုန်တိုက်တွေတွားရတယ်ပေါ့နော်ဥပမာဒီ Icon CN တို့ဒီ Central World တို့တွားမယ်ဆိုလို့ရှိရင်ဒါ GMB တို့ပေါ့နော် Studio 7တို့စသဖြင့်ကျွန်တော်တို့ဆိုင်ရင်အများကြီးတွေ့နေတယ်ဒါပေမဲ့အဲ့လိုမျိုးတွားဖို့ကလည်းမလွယ်ကူဘူးပေါ့ဘန်ကောက်မှာဆိုလို့ရှိရင်ကျွန်တော်အချိန်ပေးရမယ်ကိုကလည်းခဏတစ်ဖြုတ်လဲလာတယ်ဆိုလို့ရှိရင်ဒီဆိုင်တွေကိုလိုက်ပြီးတော့တစ်ခုပြီးတစ်ခုလိုက်ကြည့်နေတော့အဆင်မပြေဘူးပေါ့အဲ့တော့ဆိုလိုတာကတကယ်လို့များကိုကဒီကျွန်တော်ပြောတဲ့အချိန်လေးမှာပေါ့နော်ထိုင်းနိုင်ငံကိုအလဲလာတယ်ဆိုလို့ရှိရင်ဒီပွဲရှိလားလေ့လာကြည့်ပါအဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကြီး ID product company အကုန်လုံးကတနေရာထဲမှာသူတို့ရဲ့ပစ္စည်းတွေ product တွေကိုအပြိုင်ဆိုင်လာပြီးရောင်းချပေးတာဆိုတော့ shopping mall တွေသွားတာထက်ဆိုင်ဒီမှာတခါတည်း promotion ရော discount တွေပြင် brand တွေအစုံတခါတည်းစမ်းသပ်ခွင့်ရမှာဖြစ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ game တွေကိုကိုယ်တိုင်စမ်းပြီးတော့ဆော့လို့ရတယ်ပေါ့နော် gaming PC တွေအကုန်လုံးတစ်ခါတည်းအဆင်ပေးထားတယ်
တော်တော်များများမှာလည်းgaming နဲ့ပတ်သက်တဲ့ gear တွေဖြစ်တဲ့ဥမာ Logitech နဲ့ပတ်သက်ပြီးကားမောင်းတာတွေပါတယ်ဆိုလို့ရှိရင်လည်းဒါကိုယ်တိုင်စမ်းသပ်လို့ရတယ်ပေါ့နော်ဟို gaming PC နဲ့ပတ်သက်ပြီး performance ဘယ်လောက်ထွက်လဲဆိုတာကိုယ်တိုင်စမ်းသပ်ချင်တဲ့တူဆိုတော်တော်လေးအဆင်ပြေတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ gaming room တွေကိုပေါ့နော်ကိုယ့်ရဲ့အခန်းကိုဘယ်လိုပြင်ဆင်မလဲဆိုတာကိုတွေးနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတာတွေ့ရတယ်ပေါ့နော်။ဆိုပုံမှန်အားဖြင့်ကျွန်တော်တို့ဟို Pinterest တို့ TikTok တို့ကနေပြီးတော့ gaming room video တွေပုံတွေကြည့်ပြီးတော့အခန်းကိုပြင်ရတာတဲ့ဆိုင်ဒီမှာဆိုရင်ဒီ gaming room တစ်ခုကဘယ်လိုမျိုးပြင်ဆင်ဘယ်လိုလှလဲဘယ်လိုအရောင်တွေနဲ့လိုက်ဖက်လဲဆိုတာကိုသူတို့စီမှာတခါတည်း gaming room တွေ3-4မျိုးနဲ့ပြင်ပြပေးထားပါတော့အဲ့တော့ကိုကြိုက်တဲ့ပုံစံကိုတခါတည်း inspire ယူပြီးတော့ကျွန်တော်ပြင်လို့ရတဲ့အပြင်တခါတည်းပြင်ပြီးတော့ကျွန်တော်စမ်းသပ်လို့ရတယ်ပေါ့နော်
gaming နဲ့ပတ်သက်တဲ့ဒီ case တွေပေါ့နော် case မှာဆိုရင် Liverpool Manchester United ကျွန်တော်တို့ပြသပေးဆိုလို့ရှိရင် Star Wars ရဲ့ character တွေစသဖြင့်ပေါ့နော်ပုံစံမျိုးစုံရှိရယ်ဈေးနှုန်းတွေကလည်းတော်တော်လေးများတာကိုတွေ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါအထဲမှာရှိတဲ့ system unit မပါဘဲနဲ့ကိုအပြင်က case ကြီးပဲကိုဘတ်9000ဘတ်9000လောက်ဝန်းကျင်ရှိတယ်ပေါ့နော်အဲ့တော့ဒီပြထားတဲ့ဒီ case နေရာဆိုလို့ရှိရင်ဘတ်9000မြန်မာငွေနဲ့ဆိုရင်380နဲ့390လောက်မှရှိတယ်ဒါအထဲမှာရှိတဲ့ system unit တွေပစ္စည်းတွေမပါဝင်ဘူးပေါ့နော်Okay ဆိုတော့နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုး ID နဲ့ပတ်သက်တဲ့ product တွေ gaming PC နဲ့ပတ်သက်တာတွေအများကြီးတင်ပေးတော့ရှိပါတယ်အဲ့တော့ bro တို့ကဒီ gaming PC တွေ ID product တွေကိုစိတ်ဝင်စားလားဘယ်လိုအကြောင်းအရာတွေကိုသိကြကြလဲ comment မှာဝင်ရောက်ဆွေးနွေးတောင်းလို့ရပါတယ်